အမျိုးသမီးကကွာရှင်းဖို့ဆုံးဖြတ်လိုက်တဲ့တရက်အလိုမှာပဲဆရာဝန်ကသူမမှာကိုဝင်ရှိနေကြောင်းအသိပေးလိုက်ပါတယ်ဒါကအမျိုးသမီးကိုလုံးဝလျှော့ရသွားစေခဲ့တယ်ဘာလို့လဲဆိုတော့သူမနဲ့သူမခင်ပွန်းကစာချုပ်နဲ့ဟန်ဆောင်လက်ထပ်ထားတာဖြစ်လို့ပါသူတို့လက်ထပ်တာ3နှစ်ပြည့်ပြီးရင်တယောက်ကိုတယောက်လွတ်လပ်ခွင့်ပေးကြဖို့သဘောတူထားခဲ့ကြပြီးမနက်ဖြန်ကသူတို့ရဲ့မင်္ဂလာတက်တန်း3နှစ်ပြည့်တဲ့နေ့ဖြစ်နေပါတယ်သူတို့ရဲ့ကလေးကိုလက်ခံဖို့ဆန္ဒရှိမရှိသိနိုင်ဖို့သူမကခင်ပွန်းဖြစ်သူစီဖုန်းဆက်လိုက်ပေမဲ့ဘယ်သူမှဖုန်းမကင်ခဲ့ကြပါဘူးအဲ့ဒီအချိန်မှာပဲသူမရဲ့ခင်ပွန်းနဲ့သူ့ရဲ့ရီးစားဦးတို့အကြောင်း TV ကသတင်းမှာပေါ်လာပါတယ်တကယ်တော့သူမခင်ပွန်းကသူ့ရဲ့ရီးစားဦးကိုကြိုးဖို့လေစိတ်ကိုတွားခဲ့တာဖြစ်ပါတယ်ဒီသတင်းကိုမြင်လိုက်ရတော့သူမအယံဝမ်းနေသွားပါတယ်အမျိုးသမီးကခင်ပွန်းနဲ့အတူရှိခဲ့တဲ့3နှစ်တာကာလအတွင်းမှာသူ့ကိုချစ်မိသွားခဲ့ပြီဖြစ်ပါတယ်သူမကအခန်းထဲမှာမိုးလင်းတဲ့အထိစောင့်နေခဲ့ပေမဲ့သူမရဲ့ခင်ပွန်းကအိမ်ပြန်မလာသေးပါဘူးသူမကတကားပဲတန်ကြောင်နိုးလာခဲ့ပေမဲ့တကားဖွင့်လိုက်တဲ့အခါသူ့ခင်ပွန်းရဲ့ရီးစားဦးကအပြင်ဘက်မှာရက်နေပါတယ်ရီးစားဦးကအမျိုးသမီးကိုလက်ပတ်နာရီတစ်လုံးပေးလိုက်ပြီးမင်းညကအမျိုးသားသူ့အိမ်မှာဒါကိုမေ့ကြံခဲ့တယ်လို့ပြောလိုက်ပါတယ်ဒါကသူမခင်ပွန်းမကြာခဏဝိလက်ရှိတဲ့နာရီအစစ်မတ်အမျိုးသမီးကမှတ်မိလိုက်ပါတယ်ရီးစားဦးကအိမ်ထဲဝင်ဖို့ကြိုးစားတဲ့အခါအမျိုးသမီးကသူမကိုချက်ချင်းတားလိုက်တာကြောင့်ရီးစားဦးကအိမ်ရှင်မပုံစံဖမ်းမနေပါနဲ့နှစ်ယောက်ကြားတကယ်ချစ်တာကငါ့ကိုပါဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကငါဟာသူ့မိန်းမဖြစ်ရှိနေတဲ့၍ဒီအိမ်ကနင့်ကိုကြိုးဆိုမှမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ရီးစားဦးကဒေါသကြီးနဲ့ထွက်ခွာသွားပါတယ်အမျိုးသားအိမ်ပြန်ရောက်တဲ့အခါအမျိုးသမီးကသူ့ကိုနောက်ဆုံးခွင့်ရေးပေးချင်ခဲ့ပါတယ်ဒါကြောင့်မင်းညကဘာလို့ဖုန်းမကင်တာလဲဆိုပြီးသူ့ကိုမေးလိုက်ပါတယ်ဒါပေမဲ့အမျိုးသားကမင်းညကအရေးပေါ်အလုပ်ကိစ္စခီးထွက်ခဲ့ရပြီးဖုန်းဘက်ထရီကုန်ကဆက်ပိတ်သွားလို့ဖုန်းမကင်ခဲ့တာပါလို့ပြောပါတယ်အမျိုးသားရဲ့လိမ်ညာမှုကအမျိုးသမီးကိုသူ့အပေါ်လုံးဝစိတ်ပြတ်သွားစေခဲ့ပါတယ်ဒါကြောင့်အမျိုးသားရေချိုးပြီးပြန်ထွက်လာတဲ့အခါအမျိုးသမီးကသူ့ကိုကွာရှင်းဖို့ပြောလိုက်ပါတယ်သူမခင်ပွန်းကကွာရှင်းဖို့ဒီလောက်မြန်မြန်ဆန်ဆန်သဘောတူလိမ့်မယ်လို့သူမမထင်ထားခဲ့ပါဘူးကွာရှင်းပြီးရင်သူမကိုအိမ်တစ်လုံးနဲ့အမေရိကန်ဒေါ်လာ150ပေးမယ်လို့တောင်သူကပြောလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးကညှင်းပယ်လိုက်ပြီးသူမကဒေါ်လာ1သိန်းပဲလိုချင်ကြောင်းပြောပြီးအဲ့ဒါကလည်းသူ့စီကချေးတာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါကိုကြားပြီးနောက်အမျိုးသားကအရန်ဒေါသထွက်သွားပါတယ်တကယ်တော့သူတို့ရဲ့3နှစ်ကြာအိမ်အောင်တက်တန်းတစ်လျှောက်သူအရန်ပျော်ရွှင်ခဲ့ရတာပါဒါပေမဲ့သူတို့ကအစပိုင်းတုန်းကမိသားစုတွေကိုဖြည့်ရှင်းဖို့အတွက်ပဲလက်ထပ်ခဲ့ကြတာဖြစ်လို့နှစ်ယောက်စလုံးကတစ်ဖက်လူဟာကိုယ့်ကိုမချစ်ဘူးလို့အထင်မှားနေခဲ့ကြတာပါဒါကြောင့်အမျိုးသားကကွာရှင်းဖို့သဘောတူလိုက်ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ကွာရှင်းစာချုပ်ကိစ္စတွေဆောင်ရွက်ဖို့တွားခဲ့ကြပါတယ်ပြီးတော့အမျိုးသားနဲ့ရခဲ့တဲ့ကလေးကိုတယောက်တည်းပြိုးထောင်ဖို့အတွက်နိုင်ငံခြားကိုတွားဖို့အမျိုးသမီးကဆုံးဖြတ်လိုက်ပါတယ်9နှစ်ကြာပြီးနောက်အမျိုးသမီးကနေမကောင်းတဲ့သူ့အမေကိုပြုစုဖို့အတွက်ကလေးနှစ်ယောက်နဲ့အတူသူ့နိုင်ငံကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့သူတို့တက်လေကားတွေကထွက်ချင်းမှာပဲတမီးဖြစ်သူကတန့်စင်ခန်းရှာဖို့အဖော်လိုက်ပို့ပေးပါဆိုပြီးအကိုဖြစ်သူကိုပူစာပါတော့တယ်အဲ့ဒီအချိန်ကလေးနှစ်ယောက်ရေချိုးခန်းသွားတဲ့လမ်းမှာသူတို့ရဲ့အဖေရင်းနဲ့တွေ့ဆုံခဲ့ပါတယ်အမျိုးသားကကလေးနှစ်ယောက်ရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါသူတို့ဟာသူနဲ့အရန်တူနေတယ်လို့ရုတ်တရက်တွေးလိုက်မိပါတော့တယ်